အားလုံးမင်္ဂလာပါဒီနေ့တော့နက္ခပေရင်ဝါသနာအိုးတွေအတွက်ဆရာကျိုးပန်းဆောင်ရွက်ထားတဲ့အစီအစဉ်လေးကိုဝေမျှသွားမှာဖြစ်ပါတယ်အဲ့တော့အိန္ဒိယနိုင်ငံထုတ်နော် KP ကျမ်းတွေဝေဒါကျမ်းတွေကိုဖတ်ရှုဖို့လက်လန်းမမီဖြစ်နေတဲ့ဒီနက္ခပေရင်ဝါသနာအိုးတွေနော်သင်ယူလိုတဲ့ပုံကိုယ်တွေအတွက်ဝေကြီးတက်တောင်းတက်တာနဲ့တင်ယူနိုင်မှုအတွက်ဆရာရဲ့ကြိုးပမ်းအားထုတ်မှုလေးကိုဝေမျှပါမယ်ပထမဆုံးဒါလေးကဆရာကြိုးပမ်းအားထုတ်ထားတဲ့စာအုပ်လေးရဲ့မျက်နှာဖုံးလေးပေါ့လေနော်ဟိုတော့ဒါလေးပေါ့နော်ဒါလေးကမျက်နှာဖုံးပုံလေးပေါ့လေနော်မူလဇာတာအဟောကျမ်းဖြစ်ပါတယ်ဆရာကိုပိုင်ဇာတာရတော့မဟုတ်ပါဘူးနော်အိန္ဒိယနိုင်ငံရဲ့ဒီကေပီနကဘေတွေမှာနော်အတော်ကြီးအားကိုးရတဲ့ဆရာကြီးချန်ဒရာခန့်အဘရဲ့စာအုပ်ကိုမြန်မာမှုပြုထားခြင်းဖြစ်ပါတယ်အထုံးစံတိုင်းပဲနော်ကေပီကျမ်းပေါင်းများစွာရှိပေမဲ့ဒီစနစ်ကြတာပေါ့နော်ဒီစာအုပ်ကျမ်းပြုစုပုံပြုစုနည်းစနစ်အကြဆုံးဖြစ်တဲ့ဆရာကြီးရဲ့စာအုပ်ဖြစ်ပါတယ်အဲ့တော့ဘာပါမလဲနော်ဒါကတော့မာတိကာပေါ့ဒါအစောပိုင်းကဒါ theory ဘိုင်းပေါ့နော်အခြေခံသဘောတရားတွေကိုအသေးစိတ်ရှင်းပြထားတယ်အခန်းပေါင်း19ခန်းပါဝင်တယ်အပိုင်း2မှာတော့လက်တွေ့ဇာတာတွေပေါ့နော်အဲ့တော့လက်တွေ့ဇာတာတွေကစုစုပေါင်း90နီးပါးလောက်ရှိတယ်နော်အကြောင်းအရာမျိုးစုံပဲအဲ့တော့သူ့ရဲ့ထူးခြားချက်ကဥမာဒီမှာဆိုရင်ဇာတာအမှတ်19နိုင်ငံခြားခီးလို့ခေါင်းစဉ်တက်ထားပြီမဲ့တကယ်လည်းအဲ့ဒီဇာတာအမှတ်19ကိုလေ့လာလိုက်တဲ့အခါကျတော့နိုင်ငံခြားခီးတစ်ခုတည်းမကပဲနဲ့အိမ်အောင်ကြားချိန်သားသမီး3ယောက်ရရင်3ယောက်ဘယ်ရက်တွေမှာမွေးဖွားတယ်ဘာပွဲတွေကိုဘယ်ခုနှစ်တွေမှာရရှိတယ်ဆိုတာတွေကိုဒီဒိတ်တင်နဲ့တကွရက်စွဲအတိအကျနဲ့ပေါ်ပြပေးထားပြီးတော့မူလဥပဒေသားအရာဘာကြောင့်နိုင်ငံခြားကိုသွားရတယ်ဘယ်ဒေသမှာသွားရတယ်ဘာကြောင့်သွားရတယ်အဲ့ဒီနိုင်ငံခြားကိုထွက်ခွာတဲ့နေ့မှာရှိတဲ့ကောစာဂျိုအနေထားတွေစသဖြင့်အလုံးတရာပြည့်စုံအောင်ပြုစုပေးထားတဲ့ကျမ်းကောင်းတအုပ်ဖြစ်တယ်နော်အဲ့တော့နမူနာကြည့်ကြအောင်ဒါမှဆိုလို့ရှိရင်အဲ့တော့ဆရာကြီးရဲ့လက်ရာတွေကတော့အမြဲတမ်းဒီပုံစံပဲနော်ဘယ်လိုလဲဒီမှာဘတ်တီတွေကိုအတိအကျပေးထားတယ်နော်မွေးတက်ကလေးမွေးဖွားချိန်မွေးဖွားရဒေတာပြီးတော့အာယနာနော်ပြီးရင်ဒီမှာလောက်ကြံခံရတာဆိုတော့လက်နဲ့ပတ်သက်တော့လက်ကိုအသေးစိတ်ဝေဖန်ပြထားတယ်စေတတ်ဒါတော့နိုင်ငံရေးမှာအောင်မြင်မှုရတာစက်တက်ထိုနည်း၎င်းမယ်နောက်ဒီမှာဥပရိသလောက်ကြံခံရခြင်းနဲ့ပတ်သက်တဲ့ဥပရိသကိုဒါပေးထားတယ်အဲ့တော့ဇာတာတိုင်းမှာဒီပုံစံနဲ့သွားတာနော်အဲ့တော့ဆရာလည်းဒီအိန္ဒိယထုတ် KB တွေရောဝေဒါကျမ်းတွေရောအများကြီးဖတ်ဖို့ပါတယ်အဲ့တော့ဆရာကြီးလောက်တိကျသေးကြတဲ့ပုံကိုမရှိဘူးသူကရှင်းနေကြီးတယောက်လည်းဖြစ်တယ်ပေါ့လေအဲ့တော့ဒီလိုမျိုးမွေးတက်ကလေးတွေကိုဇာတာတိုင်းမှာအတိအကျပေးတယ်အဲ့ဒါအတော်ရှားပါတဲ့ကိစ္စပဲနော်အဲ့တော့ဒီမှာတော့သူကမျိုးတွေရွာနာမည်တော့မပါဘူးပေါ့လေအဲ့တော့ဒီပြဿနာကိုဖြေရှင်းဖို့အတွက်ဆရာကဒီလက်လောင်တွေကိုအသုံးပြုပြီးတော့သူ့ရဲ့မွေးဖွားတဲ့ဒေသအနည်းဆုံးပေါ့ nearest town ကိုရှာပြီးတော့မှဇာတာတွေဖွဲ့ပေးထားတယ်နော်အဲ့အစဉ်သင့်လေ့လာရုံပဲရှိမယ်ဇာတာပေါင်းအဲ့တော့ဇာတာတွေကိုအုပ်စု၄ခုခွဲထားတယ်ကြည့်လို့လွယ်အောင်ပေါ့နော်အဲ့ဒီမှာဆိုလို့ရှိရင်ဒါကတော့ပထမနက္ခဇယာဒါက sub table ရှိမယ်
sub တွေပဲပြီးတဲ့အခါမှာဒီမှာစာတာပေါ့နမူနာဒါတွဲပြီးတော့လေ့လာမယ်စာတာဒါလို့ဆိုရှင်ဒါစာတာအမှတ်တစ်ခခွေပေါ့နော်တစ်ခခွေအဲ့တော့အများကြီးလို့လွယ်အောင်ဒါဝဲဟိုပေါ့ Bengali style နဲ့ Bengali style နဲ့လုပ်ပေးထားတယ်ဆရာကတော့ဒီစာတာပုံစံသုံးလို့မရှိဘူးဆရာက Southern Chat ပဲသုံးတယ်သို့တော့အများပြည်သူလေ့လာလို့လွယ်အောင် Bengali style နဲ့လုပ်ပေးထားတယ်ဂျိုတီကြဘာဝအတိကြဒတာနောက်ဒီမှာ significators တွေလားဒါကplanet view ရှိမယ်ဒါက house view ရှိမယ်နော်အဲ့လိုအပုတ်တိုင်းကိုဒီလိုမျိုးဇာတာရေလုပ်ပေးထားတယ်အဲ့တော့ဇာတာဘာ90နီးပါးကိုဒီမှာ PDF file နေနဲ့အုပ်စု၄ခုခွဲပေးထားတယ်ဘာလို့လဲဆိုတော့ကိုကြည့်ချင်တဲ့နံပါတ်ကိုမြန်သွားလို့ရအောင်ပေါ့လေနော်အဲ့ဒီလုပ်ပေးထားတယ်အဲ့တော့ဒါကဆရာဒီပေါ်နဲ့တော့ရောင်းပေးကြပါတယ်ဒါမဲ့ဒီလိုကျန်းတအုပ်ကအင်္ဂလိပ်ဘာသာနဲ့ပြုစုထားတဲ့ကျန်းတအုပ်ဘယ်လိုနေထားရှိလဲကောင်းလားမကောင်းလားအသုံးတက်မတက်ဘာမှမသိရဘဲနဲ့လိုင်းပေါ်မှာဝယ်မယ်ဆိုရင်3000ခွဲနဲ့လေးပေးရပါတယ်နော်အဲ့တော့ဆရာကတော့မိမိစိတ်တိုင်းကြားတဲ့ဆရာကြီးရဲ့စာအုပ်မလို့ပြန်ဆိုတာပါနော်စာအုပ်တိုင်းကိုပြန်မယ်ဆိုရင်တော့ဒီတစ်သက်ပြန်လို့ဘာသာပြန်လို့မကုန်နိုင်ပါဘူးအများကြီးပဲသို့ဆိုအဲ့ထက်ကမူလဇာတာနဲ့ပတ်သက်ရင်နော်နောက်ကျောင်းလှည့်ကြည့်စရာမလိုအောင်ပြီးဆုံးတဲ့စာအုပ်မလို့ဘာသာပြန်ပေးလိုက်တာအဲ့တော့ရောင်းနေတာကတော့3000ခွဲတဲ့များမယ်ဒါပေမဲ့ဘာဖြစ်လို့အင်္ဂလိပ်လိုဝယ်ဖတ်ရင်တော့အနည်းလေး3000ခွဲပေးရမယ်လေဒါပေမဲ့ဒီစာအုပ်ကလောတဲ့ line ပေါ်မှာမရနိုင်ပါဘူးအဲ့တော့ဆရာကတက်တာရအောင်ပေါ့လေအဲဒီလိုပေါ့ဒါလေးတော့ဒါကတော့မပြီးသေးဘူး3-4ရက်ကြာမှပြီးမယ်ပြန်ပြီးတော့အသေးစိတ်ဆက်အောင်မယ်ပြန်လို့တော့ပြီးသလောက်ဖြစ်သွားတယ်နော်အဲ့တော့ဒါကတော့ယာတီရဲ့ဘာဝရဲ့ဂျိုရီရဲ့ပရိယေတွေကိုအတိအကျအသေးစိတ်ပြုစုထားတာဖြစ်တယ်ဒါကလည်းပဲပြောရလို့ရှိရင်ဒါဆရာကြီး KP သို့မဟုတ်ဆရာကြီးရဲ့သားရဲ့နော်စာအုပ်ထဲကနေပြီးတော့အရေးပါတဲ့ပရိယေတွေကိုထုတ်နှုတ်ပြီးတော့ပြန်ဆိုထားတာဖြစ်ပါတယ်အဲ့တော့ဒီတအုပ်ကတော့လက်ဆောင်ရမယ်ပေါ့ဟိုတအုပ်ဝယ်တာနဲ့ဒီတအုပ်လက်ဆောင်ရမယ်သို့တော့ဈေးပေါ်တော့မူတည်ရပေါ့လေနော်3000ခွဲထက်များတဲ့နှုံးနဲ့ရောင်းချလို့အဆင်ပြေမယ်ဆိုရင်ဒီစာအုပ်ကို free ပေးမှာဖြစ်ပါတယ်အဲ့တော့နောက်တစ်ခုအနေနဲ့ကတော့ဒီ KP နခဘေရင်ပဲဖြစ်ဖြစ်ဝိဓာပဲဖြစ်ဖြစ်တက်တော့တက်တာနဲ့တင်ယူလို့ရဲဆိုလို့ရှိရင်ဆရာစဉ်းစားထားတဲ့အစီအစဉ်တစ်ခုကတော့စပေးစာယူစနစ်ပေါ့လေနော်ဆရာလေ့လာမယ့်စာအုပ်တွေမြန်မာမှုပြုထားတဲ့စာအုပ်တွေနော်အဲ့ဒါတွေကိုဆရာပေးဖို့မယ်လေ့လာမယ်ပြီးရင်တစ်ပတ်မှာတစ်ချိန်သုံးဖို့နှစ်ချိန်လောက် Zoom class နဲ့အဲ့ဒီမှာပြန်လဲဆွေးနွေးမယ်နော်ဖတ်လို့နားမလဲတဲ့အပိုင်းတွေဆွေးနွေးလို့ဒီတွေကိုအဲ့ဒီ Zoom မှာဆွေးနွေးခွင့်ရမယ်ပေါ့လေအဲ့ဒါလေးကိုစီစဉ်စဉ်းစားထားရှိရပေါ့အဲ့ဒါကတော့တင်တန်းကြီး3သိန်းခွဲပေါ့တယောက်ကိုအဲ့တော့တယောက်တည်းနဲ့တော့မရဘူးပေါ့နော်များမှာပေါ့လေနော်9ယောက်နဲ့အထက်ပေါ့9ယောက်နဲ့အထက်ရှိမယ်ဆိုရင်အဲ့ဒီဥစ္စာဝေဒဆိုရင်လည်းဝေဒပေါ့ KP ဆိုရင်လည်း KP အနေနဲ့ဆရာအဲ့ဒါကိုနော်စာပေးစာယူနဲ့ဇုံးနဲ့တွဲပြီးတော့ဒါအားလုံးရဲ့အကျိုးအလုံးငါဆောင်ရွက်ပြီးမှဖြစ်တယ်နောက်ထပ်လည်းပဲဒီအားကိုလောက်တဲ့ KP ကျန်းနေကိုမြန်မာပြန်ပြီးတော့ဆက်လက်ပြီးတော့ပြန်ပြုပေးသွားအောင်မှာဖြစ်ပါတယ်အားလုံးကျမ်းမာချမ်းသာကြပါစေ